Hello အားလုံးပဲမင်္ဂလာပါကဲအခုတစ်ခါဗီဒီယိုမှာကတော့အမဲသားအာလူချက်နည်းလေးကိုဝင်ပြပေးသွားမှာဖြစ်ပါတယ်ကဲအာလူကတော့၄လုံးသုံးပါမယ်အခွန်တင်ရေပြောင်းစင်အောင်ဆေးထားပါတယ်ပြီးတော့အမဲသားလေးတွေကလည်းနည်းနည်းအနေတော်လေးတွေပြန်ပြီးတော့မှတုံးပါမယ်အမဲသားကကြတော့သူကနည်းနည်းအေးနေတဲ့ခါကျတော့တုံးရတာအဆင်ပြေတယ်နည်းနည်းတအားကြီးမအိခင်လေအဲ့လိုမခဲတခဲလေးပေါ့နော်အဲ့လိုမျိုးအနေထားလေးတုံးရတာအဆင်ပြေပါတယ်လို့ကဲအခုလိုရွယ်တူလေးတွေရအောင်အသားလေးတွေတခြားတုံးထားတယ်အစီဘက်လေးတွေကကျတော့ဘိန်းကဖယ်ပစ်တယ်ပေါ့နော်ဘိန်းကလေးဆိုင်နေပါဒီမှာလဲဝယ်မစားဘူးပေါ့နော်အမဲသားကညီမအရန်ကြောက်တာကွာကိုယ့်ကိုချက်ရင်ချက်တယ်ဆိုတော့မညီဘူးဆိုတာသိတော့စားပစ်တယ်ပေါ့နော်ကဲအဲ့ဒါအာလူလေးတွေကိုလည်းအနေတော်လေးတွေဘိန်းပြန်စိတ်ပါတယ်အနေတော်လေးတွေပြန်စိတ်တယ်ပေါ့နော်အာလူလေးတွေလည်းရသွားပြီဆိုတဲ့ခါကျတော့အမဲသားတွေကိုအရသာတွေစထည့်တော့မယ်ဒါကတော့အမဲသားဒါရှိမုံကိုပိန်းသုံးထားပါတယ်ဒါရှိမုံထည့်တယ်စားလေးလေးထည့်တယ်ပေါ့စားကြောတစုံမပြည့်ပြည့်လေးစားလေးထည့်တယ်အယောင်မုံထည့်တယ်စနွင်းမုံထည့်တယ်နောက်စီထည့်မယ်အဲ့လိုစီထည့်ပြီးနေနဲ့ထားတာပို့ပြီးတော့မှအသားကိုပို့ဆွဲစေတယ်လေအဲ့လိုမျိုးလေးထည့်တယ်ပြီးတော့ကြက်သွန်ကြီးကျင်းထောင်းထားတဲ့ဟာကိုလည်းပိန်းရထည့်ပြီးတော့မှနေပါမယ်ထည့်ပြီးတော့မှနေအဲ့ဒါတွေရောနေထားပြီးတော့ကဲဒါကြောင့်ပဲငံပြာကြီးပေါ့နော်ပဲငံပြာကြီးကိုပိန်းကမထည့်မိလိုက်တယ်လို့အခုမှထည့်လိုက်တယ်ပဲငံပြာကြီးလေးကိုလည်းထည့်ပြီးတော့မှနေနဲ့ထားမယ်နောက်စက်သားမုံလေးပေါ့နော်စက်သားမုံလေးကလည်းနည်းနည်းလေးထည့်အောင်မယ်အဲဆိုစက်သားမုံလေးနဲ့ထည့်ပြီးတော့မှအဲ့ဒါတွေကိုလေအရသာနဲ့အားလုံးနေနဲ့သွားအောင်ပိန်းကနိုင်ဝက်လောက်နေနဲ့ထားအဲ့စတိုင်နဲ့လေကဲအိုးပူလာပြီဆိုတော့ပိန်းစားချက်ပါတော့မယ်စီလေးလည်းပူလာပြီဆိုလို့ရှိရင်အရင်ဦးဆုံးကလဝေးရွက်လေးတွေကိုကကြီးနဲ့ကိုက်ထည့်လိုက်တယ်ပေါ့နော်အရွက်လိုက်ထည့်လည်းရပါတယ်ပိန်းကကြတော့နည်းနည်းလေးထိုးလို့ထောင်လုံးလေးဖြစ်နေမှာဆိုလို့အဲ့ဒါလေးတွေကိုကကြီးလေးနဲ့ကိုက်တော့အနက်နဲ့ရချင်တာဆိုတော့တစ်ချပိုးကောက်လေးလည်းထည့်ပေါ့အဲ့ဒါလေးတွေကနည်းနည်းလေးမှုေးလာပြီဆိုမှခဏကနေနဲ့ထားတဲ့အမဲသားတွေကိုပိန်းကထည့်ကြော်ပြတယ်ပေါ့နော်ဘယ်အသားဟင်းနေပိန်းကအခုလိုကြော်ပြီးမှချက်ဖြစ်တယ်ပေါ့နော်ကြော်ချက်ဖြစ်တာများပါတယ်ဘာလို့လဲဆိုတော့သူကအဲ့လိုပြင်ချက်တွေနဲ့ကြော်ချက်တွေကလည်းလုံးဝမတူဘူးစားကောင်းတဲ့အရသာရောအသားတွေမှာဆွဲကတ်သွားတဲ့အရသာကလုံးဝမတူစေဘူးလေကဲဒါကအသားလေးတွေကိုအရင်ကြော်ပြီးသားလာအသားကြီးလည်းကျွတ်စရာမလိုဘူးကွာဆိုတော့အဲ့အလေးတွေကိုပြန်ပြီးမှခဏဆယ်ထားလိုက်ပါမယ်ကဲပြီးတော့အာလူကိုလည်းပိန်းကထည့်ကြော်ပါအောင်မယ်အာလူခဏနေလေးလုံးစိတ်ထားတဲ့ဟာလေးတွေကိုအာလူလေးလည်းစီလေးနဲ့အပူပေးလိုက်တယ်လို့ပဲပေါ့ကွာဟိုလိုတအားကြီးလည်းအကျက်ကြီးမဟုတ်ဘူးအဲ့လိုမျိုးလေးပိန်းအခုလိုအနေထားလေးပေါ့နော်အာလူတွေလည်းဆယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခင်းကျင်သည်စီတက်ပါမယ်အဲ့ဒါအရင်ဦးဆုံးကြက်သွန်ပြူချင်းတွေကိုအဲ့ဒီတပကံလေးထောင်းထားတာပါ